ဒါလေးကတော့ကျွန်တော်ရဲ့ဒီတလာပီယာဟတ်ချွေရဲ့ဖြစ်ပါတယ်မလို့ဆက်လုပ်တာပေါ့နော်ကဲတလာပီယာဟတ်ချွေပေါ့ဒါတော့မလို့ဆက်အစာကျွေးဖို့တော့ကိုအစာလေးတွေကြိတ်နေကြတာမမလှလှချစ်ချောလေးတွေဒါဒီဘက်ကလက်ရှိရေပန်းပေးနေတာပေါ့နော်ဒီဘက်ကကန်နံပါတ်ဆိုတော့နံပါတ်4ပေါ့ဟိုဘက်ကနံပါတ်5ကျွန်တော်ခဏနေလိုက်ပြပေးမယ်နော်ဒါကတော့ပုံနံပါတ်4ပေါ့ကန်နံပါတ်4ဒီထဲမှာဆိုတော့ဒါကတော့ကျွန်တော်တို့ LRD ပုံပေါ့ဟတ်ချီရနေပြီးတော့ခါကျကျွန်တော်တို့ဖောက်လိုက်တဲ့ဒီဦးလေးတွေတားပေါက်တွေကိုကျွန်တော်တို့ကဒီဘက်မှာပထမအဆင့်အနေနဲ့မွန်နိုဆက်နဲ့ဒီဆေးနဲ့ပေါ့နော်မွန်နိုဆက်ဆေးအစာဆက်ထားတဲ့ဥစ္စာလေးတွေကျွန်တော်တို့စပြုစုတယ်ဒီကနေပြီးတော့ကျွန်တော်တို့တပတ်10ရက်သားလောက်ဆိုရင်ကျွန်တော်တို့ကဒီမှာ LRD 5ထဲကိုပြန်ရွှေ့တယ်ခင်ဗျဒါတော့ကျွန်တော်တို့ရဲ့ဒီတားပေါက်ပြုစုကန်နေပေါ့နော်ရှည်ပန်းပေးထားတဲ့ပုံစံလေးပါတစ်ချက်ကြည့်ပါဗျာနော်ပြီးတော့ရင်ကျွန်တော်တို့အခုနောက်ပြန်လေးတွေတစ်ချက်လိုက်ပြပြီးမယ်ဗျတပည့်ဘယ်တော့မလို့ဟိုဘက်မှာခြေတော်နေအများကြီးနဲ့မြင်နေရတဲ့ကန်တွေပေါ့နော်အဲဒီကန်တွေကကဲမထူပါဘူးတလက်စာလေးနဲ့သားပြီးတော့တခါလေးကြည့်လိုက်တာပေါ့အဲ့ဒါတော့ဘီဒါကန်ပေါ့နော်ရှောက်လန်းနေရတော့ရှယ်ပဲဗျကုန်းမောက်ကိုခင်းထားရတယ်ပြီးတော့ဒီကောင်ကတော့ကျွန်တော်တို့ကမိုးရင်းဘက်ဆိုရင်တော့ရေကောင်းကောင်းရတယ်ဗျຫນွေဘက်ဆိုရင်တော့ဒီရေထရက်မှရေရတယ်ဒီမှာခြေတော်လေးဒါရတော့ဘီဒါပွန်းပေါ့ဒီထဲမှာကျွန်တော်တို့ကတလားပီယာအရွယ်ရောက်ပြီးသားပေါ့အထီးအမစုံလွှဲလိုက်ဒီကျွန်တော်တို့သူအချိုးကျနဲ့သူထည့်ထားတယ်ခင်ဗျကျွန်တော်